ပါတယ်ရှေ့ဝင်ရှေ့ဝင်ရှေ့ဝင်စီအောင်စီကင်းနေလားဒါသာရဲ့မာလေးပါမျိုးကကိုကြီးချင်းကိုဦးဆောင်တယ်။ဦးစီဝိုင်းခွဲတယ်ဗျာ။ညမဦးစီတဲ့ညမတို့ရဲ့ရည်ချင်းမှုဦးစီဝိုင်းလို့ဒုမဝိုင်းလို့ဆိုတာဒီခုတော့မင်္ဂလာရှိတဲ့ပွဲတွေမှာတီးလို့ရတဲ့တူရိယာတွေဖြစ်ပါလေမင်္ဂလာယူတဲ့ပွဲတွေမှာညီမပြီးတော့မှကျွန်တော်ဖွင့်ဖို့အချိန်ပေးပါမယ်